နေ့မှာတော့တချို့ကရေသနက်လေးရဲ့ water festival ဆိုတဲ့စာသားလေးရေပေါ့နော်အဲ့ဒါလေးကိုဆွဲကြည့်ကြမယ်နော်ပုံစံမဲ့ဆိုရင်တချို့အရင်ဆုံးကအကျန်းရတာပေါ့နော်လောလောဆယ်တချို့ကဒီရေသနက်ကိုစောင်းစောင်းလေးဆွဲမှာဆိုတော့မြင်းဆောင်လေးအရင်ဆုံးအကျန်းချလိုက်တယ်ဆွဲခဲရဖွားလေးပဲဆွဲထားမယ်ကိုမြင်ရရင်တော်ပြီနော်ပြီးလို့ရှိရင်ချို့ရေသနက်ရဲ့နောက်ပိတ်လေးပေါ့နော်အဲ့ဒါလေးကိုထည့်ဖို့အတွက်ကိုပထမဆုံးစဆွဲလိုက်နော်ကဲဆိုတော့ဒီမှာကြည့်လိုက်မယ်ဒါဒီနောက်နားလေးရနေရှေ့ဘက်ကိုနည်းနည်းတေးသေးလေးပြောင်းဆွဲလိုက်တယ်ပေါ့နော်နည်းနည်းလေးပဲစောင်းသွားတယ်နော်ဒီအဆောင်တိုင်းပဲဟိုမှာတော့ပို့ပြီးတော့အဝမှာကျင်းသွားတဲ့ပုံစံမျိုးသွားမယ်အဲ့ဒီတော့ဒီလိုမျိုးလေးဆွဲလိုက်မယ်နော်အနောက်ဘက်ကိုကြာတယ်ဆိုတော့မြင်းခွေးလေးနဲ့ပိတ်လိုက်မယ်ပေါ့နော်မြင်းခွေးလေးဆွဲလိုက်တယ်ဒီထီကိုခဲတံဖွားလေးပဲဆွဲထားသေးတယ်တေချာသွားပြီဆိုမှထင်းထင်းလေးပြန်ဆွဲမယ်နော်ဆိုတော့ဒီနောက်မှာတစ်ချက်မြင်းတစ်ချောင်းဆွဲလိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးပဲနော်မြင်းဖြောင်းလေးတစ်ချောင်းဆွဲလိုက်မယ်โอเคနော်ဒီအပေါ်ဘက်ကိုခဲပြက်လေးနဲ့ဖြတ်လိုက်မယ်နော်ပြီးရင်နားမှာအပေါက်ကလေးပါမှာဆိုတော့ဒီချက်နားမှာအပေါက်လေးထည့်အောင်မယ်အောက်ကိုလျှော်လိုက်တယ်နော်ဒီနားမှာဒီချက်ကအပေါက်လိုမျိုးလေးရေးဆွဲလိုက်တယ်နော်ကဲဒီလောက်ဆိုရပါပြီနော်ပြီးတော့ရင်ဒီချက်တို့အပေါ်မြင်းလေးကိုဆက်ဆွဲမယ်နော်ဆိုတော့ဒီနားနဲ့ဆွဲချလိုက်မယ်ဒီနားမှာခဏရက်မယ်โอเคเนาะဒီထိရတယ်เนาะပြီးသွားရင်ဒီမှာမြင်းခွေးလေးဆက်ဆွဲမယ်တနက်ရဲ့ရှည်လေးเนาะဒီကတော့ကျရေထွက်မဲ့အရှည်ဘက်ပေါ့เนาะရေထွက်မဲ့အရှည်ဘက်လေးဒါလေးอ่ะကဲဒီနောက်မှာကျတော့အဝိုင်းလေးပေါ့เนาะဆွဲလိုက်ကဲဒီအောက်ဘက်ကိုကြာတဲ့ချက်ဒီလိုလေးဒီလောက်ထိနည်းနည်းရှည်လိုက်မယ်เนาะကဲခဏဆောင်မယ်เนาะဒီထီကိုဒီလိုခဲတာဖွားဖွားပဲဆွဲထားသေးတယ်ဟောတေချာသွားပြီဆိုမှလေထပ်ပြီးတော့ထင်းထင်းလေးလိုက်ထပ်မှာပေါ့เนาะဒီသနက်ကလေးကိုပေါ်လာအောင်လို့เนาะမတက်ရတဲ့နားရကြတယ်ကျွန်တော်တက်ရအောင်ပြန်လုပ်ဖို့အကျန်းချထားတဲ့နေရာပေါ့เนาะထင်းအောင်ပြန်ဆွဲတာမျိုးလုပ်လို့ရပြီเนาะကဲဒီလောက်ဆိုရပြီထင်တယ်နော်ဒီထိတ်နာလေးမှာတစ်ချက်ဒီလိုလေးအကွေးလိုက်လေးဆွဲချမယ်ဒီမှာကျတော့အောက်ဘက်ကထထည့်လိုက်မယ်နော်ဒီမျိုးလေးတနက်ကိုအလှဆင်လိုက်တာပေါ့နော်ကဲပြီးရင်ဒီနားလေးကိုဖြတ်ပလိုက်တော့မယ်ပြီးရင်ကျွန်တော်တနက်ရဲ့လက်ကင်လေးနဲ့ထည့်အောင်မလို့နော်တနက်ရဲ့လက်ကင်လေးထည့်လိုက်အောင်ကဲလက်ကင်ကျတော့ဘယ်နားမှာရှိမလဲဒီနားလေးကိုတစ်ချက်နည်းနည်းရှည်လောက်အောင်နော်အရှိဘက်ကိုနည်းနည်းရှည်ထုတ်ပေးလောက်ကဲဒီလောက်ဆိုအဆင်ပြေသွားပြီကြည့်ရတာပြီးတော့လက်ကင်ကျတော့ကျွန်တော်ထည့်တော့မယ်တစ်ချက်ခဏကြည့်မယ်နော်ဒီနားနေစပြီးတော့ဒီလိုလေးသွားမယ်ဒီဘက်ကိုပြန်ကွေးလာမယ်ဒီလိုမျိုးလေးတနက်ရဲ့လက်ကင်လေးနော်နည်းနည်းကောက်ကောက်ကလေးလုပ်ထားတယ်တန်းတန်းကြီးလို့ခေါ်တယ်နည်းနည်းဆန်းသွားအောင်နော်ဒီနားမှာကျတော့အကွေးလေးဒါကကျွန်တော်ခလုတ်လာမဲ့နေရာလေးပေါ့နော်ဒီနားလက်နှိပ်ပါလေနော်ကဲပြီးသွားပြီဒီမှာကြာတယ်နဲ့ဒီမျိုးလေးအလှဆင်လိုက်မယ်နော်အဲဒီချက်ဒီကနေရေတွေထွက်တော့မှာနော်ရေလေးတွေဆွဲလိုက်မယ်ခဲတံဖွားဖွားလေးရင်ဆွဲတယ်တေချာသမှထင်းထင်းလေးပြန်ထပ်မယ်နော်ဒီလေးထွက်လိုက်ဒီချက်နဲ့မတူလဲရတဲ့ရေထွက်တဲ့ပုံစံလေးနော်ကိုအဆင်ပြေသလိုလှသလိုဆွဲလှမယ်ထင်းသလိုဆွဲပါနော်ခဲတံဖွားဖွားလေးဆွဲထားမယ်ဆိုရင်ကိုကဖြတ်ရှင်တဲ့ချိန်ကျတော့ကောင်းကောင်းဖြတ်လို့ရတာပေါ့နော်အောက်မှာအရာကြီးမထင်တော့နော်ဒီနေ့မှကြာဒီချက်ဒီလိုမျိုးအကွေးလေးဆွဲလိုက်မယ်နော်နည်းနည်းပြန်ကြည့်လိုက်တယ်ကဲဆိုတော့ရသွားပြီပြီးတော့ရင်ဘာလုပ်မလဲဒီချက်နမ်းမနည်းနည်းပြင်လာအောင်မနော်ကြည့်ကောင်းအကွေးလေးတွေပို့ပေါ်လာရေပေါက်လေးလိုက်ထည့်မယ်နော်ရေပေါင်းလေးတွေရေလုံးလေးတွေနော်ရေပေါက်လေးရေလုံးလေးအများကြီးထည့်လိုက်ကိုထဲခြင်းသလောက်ထည့်လို့ရပါတယ်အလုံးလေးလည်းလိုက်ထည့်မယ်ပေါ့နော်ပြီးလို့ရှိရင်
တို့ water festival ဆိုပြီးတော့စာသားလေးရေးလိုက်မှာပေါ့နော်ကိုရေးချင်တဲ့စလုံးဖောင်းနဲ့ရေးလို့ရတယ်နော်WATERအဲ့လိုလေးရေးလိုက်တယ်နော်ဒီတပူကလည်းနည်းနည်းရှည်သွားတယ်ပြန်ပြင်လာအောင်မယ်ရောကိုကအကျန်းချပြီးသွားတဲ့ခါမှာလေအများအားပြန်စစ်ကြည့်ရတာအဆင်ပြေလားပြင်ဖို့လိုလားအဲ့လိုမျိုးလေးပြင်မယ်နော်ခဲရဖဖလေးပဲဆွဲထားတယ်ပြီးတော့မှတေချာပြီးဆိုမှထင်းထင်းလေးပြန်ထပ်မယ်နော်ကဲပြီးသွားပြီဆိုရင်ကျွန်တော်ဗရောက်ပန်းလေးလိုက်ထည့်လိုက်မယ်နော်ဗရောက်ပန်းအပွင့်လေးပဲနော်ရိုးရံလေးပါထည့်လိုက်မယ်နော်ဗရောက်ပန်းအယိုးလေးရယ်ဒီကပွင့်ညာလေးရယ်အပေါ်ပွင့်ဖက်လေးရယ်တမျိုးလေးတွေကိုကြိုက်တဲ့လောက်ထည့်လိုက်ပေါ့နော်ဘယ်နှပွင့်ဖြစ်ဖြစ်ကျွန်တော်ဒီစာသားတွေကိုထင်းအောင်ပြန်လုပ်မယ်နော်ပြီးသွားရင်ရေတနက်တွေကျန်တဲ့ဥစ္စာတွေလည်းကျွန်တော်ထင်းအောင်လိုက်ပြီးတော့ပြန်ဆွဲလိုက်ပါမယ်ဒီဆိုကိုထပ်ထည့်တင်တာလေးထည့်လို့ရတယ်ဒီမှာကို idea ရှိတယ်လို့ပေါ့နော်ဒီမှာတစ်ချက်ဘလောက်ပန်အရွက်ကလေးလိုက်ထည့်လိုက်မယ်နော်ဘလောက်ပန်အရွက်က1 wine လေးတွေဆိုတော့လေဒီချက်ဒီလိုမျိုးလေးပဲထည့်လိုက်ပါတယ်ပြီးတော့အရွက်ရဲ့တခြားဖြစ်တဲ့အဆင်းလေးတွေပေါ့နော်အဲ့ဒါလေးလိုက်ထည့်လိုက်တယ်နော်အယောင်ချင်မယ်ဆိုတော့ဒီမှာရေဆေးအဖြူဖြော်ထားတယ်ဒီတဲဟိုမှာတစ်ချက်ကအပြအနုလေးထည့်လိုက်မယ်အယောင်အပြအနုမှာပို့ပြီးတော့နှုတ်ကျင်တာပေါ့နော်အယောင်နှုတ်ကျင်တော့ဒီရေဆေးမှာတော့ရေပို့ပြီးတော့ရောကြတယ်ဒီမှာကြတစ်ချက်အဖြူရောတဲ့အယောင်လေးကိုသုံးကြည့်မယ်နော်ကဲဒါလေးနဲ့ချဲကြည့်မယ်နော်အောက်ကိုဖြည်းဖြည်းချင်းချဲသွားလိုက်မယ်ချဲတဲ့အခါမှာဒီဘလောက်ပန်ပွင့်လေးတွေစာသားလေးတွေတရွက်ကလေးတွေမထိအောင်လို့ကြိုးစားပြီးတော့ချဲမယ်အပြင်မထွက်အောင်တခြားထိန်းချင်မယ်ဘယ်ကနေညာကိုပဲချဲသွားမယ်နော်ဟိုနားချဲလိုက်ဒီနားချဲလိုက်အဲ့လိုမချဲရဘူးဆိုတော့ရေသေးချဲတဲ့အခါမှာလေဘယ်ကနေညာသွားတဖြည်းဖြည်းအောက်ကိုဆင်းလာတာပေါ့နော်အဲ့ဒါမှဆေးသားလေးတွေညီးလာမှာဟိုနားသွားလိုက်ဒီနားသွားလိုက်ဆိုတော့လေ6တဲ့နေရာ6ဆိုတော့ဆေးသားတွေမညီဘူးဖြစ်တယ်လေနော်
ပြအောင်ချဲလိုက်မယ်နော်ဆိုတော့ဒီမှာအပြားလေးအကုန်ချဲမယ်ရေနဲ့ပတ်သက်တဲ့နေရာတွေမှန်သမျှဘေးနာရေပေါက်လေးတွေရေဆက်ကလေးတွေအဲ့ဒါတွေအကုန်လုံးကိုအပြားအောင်လိုက်ချဲမယ်နော်ထဲမှာရှိတဲ့ရေလေးကိုလည်းချဲလိုက်ပါမယ်သွားရင်ဒီလိုဒီအပေါက်ထဲမှာရှိတဲ့နောက်ခံရေလေးကိုလည်းချဲလိုက်မယ်ရှေ့ကအဝိုင်းလေးကတော့ချဲစရာမလိုဘူးပြီးတော့စာသားထဲမှာလေ A တို့ E တို့ဒီအပေါက်ကလေးတွေမှာလည်းလိုက်ချဲလိုက်မယ်နော်ဒါဆိုရင်တော့အပြာချဲစရာနေရာပြီးသွားပါပြီနော်တော့အစိမ်းရောင်အနုလေးဖြောမယ်နော်တစ်ချမ်းအောင်အစိမ်းရောင်အနုတစ်ချမ်းအောင်အရင်ချဲမယ်နော်အစိမ်းရောင်အနုဒီဘက်ကလည်းအစိမ်းရောင်အနုနော်ဒီဘက်တစ်ချမ်းအောင်ကြတော့အစိမ်းရောင်အရင်ချဲလိုက်မယ်နော်ဒီဘက်ကလည်းအစိမ်းရောင်အရင်အနုတစ်ချမ်းအရင်တစ်ချမ်းချဲပြီးအဲဒါဆိုပို့ပြီးတော့ကြည့်လို့ကောင်းတယ်ပြီးတော့ဒီလိုဒီမှာပွင့်အညာလေးတွေပေါ့နော်ဒါလေးတော့အစိမ်းရောင်အနုလေးနဲ့ပဲရင်သွားနော်ကဲဒါဆိုရင်တော့အစိမ်းနဲ့ပတ်သက်တဲ့နေရာတော့ပြီးသွားပြီပေါ့နော်အဲ့ဒီဆိုတော့ဒီလိုဘလောက်ပန်းလေးတွေကကြတော့အဝါရောင်လေးလိုက်ချဲလိုက်မယ်နော်ပြီးတော့ကိုဘယ်နားမှာအယောင်ဒီရေစနက်ကကြတော့လေကိုကြိုက်တဲ့အယောင်ချဲပေါ့နော်ဒီချဲပြောတဲ့အယောင်ထက်ကိုကြိုက်တာလေးချဲပေးပါဆိုတော့ဒီချဲကအဝါရောင်မလွတ်တော့မရေစနက်ကိုနော်အဝါရောင်လေးပဲချဲလိုက်မယ်ဒါဒီချဲကတော့ favorite color ဒီချဲအဝါရောင်လေးဆိုတော့လေအဝါရောင်လေးပဲချဲလိုက်တော့မှာဆိုတော့အယောင်လေးကိုတခြားညီအောင်အပြင်မထွက်အောင်ကြိုးစားပြီးတော့ချဲပေးပါနော်ကျတော့လေးဒီချဲလိမ္မော်ရောင်လေးနည်းနည်းလေးထည့်လိုက်တယ်နော်လိမ္မော်ရောင်လေးနည်းနည်းပေါ့နော်ကျောက်ကြတော့အနီအောင်ချဲလိုက်မယ်နော်အနီအောင်ချဲတဲ့ခါမှာအဖြူပေါက်လေးချမ်းပြီးတော့ချဲမယ်ဒါမှဒါလေးပြောင်လေးဖြစ်သွားမှာအောက်ကိုပြန်လာတွေ့ရနော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဝါရောင်မချောက်သေးလို့အဝါရောင်ချောက်သွားမှအနီအောင်ချဲတာပိုကောင်းတယ်အဲ့စုပ်တံငါရေစေးတရားဘာမှမပါတဲ့စုပ်တံလေးနဲ့အသားလေးပြန်နှုတ်ထုတ်ပေါ့နော်ဒါဆိုရင်တော့ပြောင်းသွားပြီအောက်ကိုကြောက်လေးတည်းအစိမ်းရောင်အနုလေးနဲ့ချဲလိုက်မယ်နော်အစိမ်းရောင်အနုလေးအဖြူပေါက်လေးချမ်းထားပြီးတော့ချဲလိုက်တယ်အောက်ဘက်ကိုကြတော့အစိမ်းရောင်အရင်လေးထည့်လိုက်မယ်နော်
လက်ကင်လေးကိုကြာတော့လိမ်မွန်အောင်လေးချဲလိုက်မယ်နော်ဟွာနဲ့လိုက်ဖက်အရောင်လေးပေါ့နော်လိမ်မွန်အောင်လေးချဲလိုက်မယ်သွားပြီဆိုရင်ဒီအထက်ကဒီဒါလေးကိုကြာတစ်ချက်အစိမ်းရောင်လေးအနုနဲ့အရင်ပြန်ချဲလိုက်မယ်နော်ဒီထိတ်ကလေးပြီးလို့ရှိရင်ရေရွက်တဲ့ထိတ်ကိုလည်းအစိမ်းရောင်အနုဒီအလယ်မှာအဖြူလေးခြံထားရတွေ့လားအဲ့ဒါနည်းနည်းခြံထားနော်ပြီးဘေးလေးကိုအရင်လေးထည့်လိုက်ပါတယ်ဒါဆိုရင်ပြောင်လေးဖြစ်သွားတာသူအဖြူလေးခြံထားမယ်ဆိုရင်လေကဲပြီးသွားရင်ဒီနားလေးကိုလိမ်မွန်ရောင်လေးနည်းထည့်မယ်အောက်ဖက်လေးကိုနော်လိမ်မွန်ရောင်လေးထည့်ထားလှုပ်လေးကိုကြာတော့အစိမ်းရောင်ချဲလိုက်တယ်နော်ပြီးသွားရင်လိမ်မော်ထဲမှာကြာတော့အပြာရောင်လေးလိုက်ချဲလိုက်မယ်နော်ဒီစာသားလေးပေါ့နော်ကိုကြိုက်တဲ့အရောင်လေးချဲရောင်စုံချဲလည်းရတယ်ဒီမှာတစ်ချက်ပန်းရောင်လေးကနေစချဲလိုက်တယ်နော်ပြီးတော့ရင်ဒီစလုံးလေးတွေအောက်မှာလေးကျတော့အပြာနည်းနည်းရင့်တာလေးထည့်လို့ရတယ်ဒီစလုံးရဲ့အရေးကျတဲ့လိုမျိုးပေါ့နော်ပို့ပြီးတော့ကြွစီရပေါ့နော်တဲ့လိုမျိုးလေးအပြာနည်းနည်းရင့်တာလေးကိုစလုံးလေးတွေအောက်ကနေပြီးတော့လိုက်ထည့်လို့ရတယ်ရောင်စုံချဲပေါ့နော်ပြီးသွားပြီပေါ့ပြီးသွားတဲ့ခါမှာတစ်ချက်ဒီပန်းရောင်လေးရဲ့ဘေးမှာဆိုရင်အနီရောင်လေးနဲ့ပြန်လိုက်တာမျိုးမွန်ရောင်ဆိုရင်လင်မွန်ရောင်လေးနည်းနည်းပြစ်တာလေးနဲ့ပြန်လိုက်တာမျိုးအစိမ်းရောင်ဆိုရင်ပိုရင်းတဲ့အရောင်နဲ့အစိမ်းရင့်လေးနဲ့ပြန်လိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးအရောင်လေးတွေထပ်ထည့်လိုက်တယ်အဲ့ဒါဆိုရင်ကျွန်တော်စလုံးလေးတွေကပို့ပြီးတော့ကြွလာလိုက်နော်
ဆိုရင်တော့ဒီချက်တော့ပုံလေးပြီးသွားပါပြီနော်